္ဂလာပါဒီဗီဒီယိုလေးကတော့အပေါ်မှာရေးထားတဲ့အတိုင်းပဲ Facebook ကနေပြီးတော့အပေါ်ငွေရှာနေတဲ့သူတိုင်းမဖြစ်မနေသိထားရမယ်အချက်လေးကိုလာပြီးတော့ share လုပ်ပေးမှာဖြစ်ပါတယ်အခုဆိုရင် Facebook ကအရင်ကလိုမဟုတ်တော့ဘူးပေါ့နော်အရင်ကထက်ကိုပို့ပြီးတော့စီကံချက်တွေများလာတယ်ပို့ပြီးတော့သတ်မှတ်ချက်တွေများလာတယ်ဒီ Facebook ကသတ်မှတ်ထားတဲ့စီကံချက်တွေအများကြီးရမှာပေါ့နော်အဲ့လေကဒါလေးကိုလာပြီးတော့ share လုပ်ပေးချင်ပါတယ်သချင်းတင်တာဆိုရင်လည်းဗီဒီယိုဘတ်တင်ကိုကသချင်းလေးတွေပဲတင်အဲ့လိုမျိုးတင်တဲ့အခါမှာပေါ့နော် copyright မညှိဖို့လိုတယ်ပေါ့နော်သူကအရင်ကထက်ကိုအခုဆိုလို့ရှိရင် copyright တွေကို checking စစ်ဆေးလာတယ်ပေါ့နော်ဗီဒီယိုတွေတင်တဲ့အခါမှာပေါ့နော် copyright မညှိအောင်လုပ်ရပါမယ် copyright ညှိသွားလို့ရှိရင်ပေါ့နော် Facebook ကသတ်မှတ်ထားတဲ့စီကံတိုင်းမကိုက်ညီဘူးဆိုလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့ Facebook account ကိုယ့်ရဲ့ page ကအနီပြတာလို့အဝါပြတာလို့အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်တချို့ဆိုလို့ရှိရင် account တွေပါအပြီးပိတ်သွားတဲ့အထိဖြစ်နိုင်တယ်ပေါ့နော်အဲ့အကြောင်းမလို့အခုလာပြောချင်တာကပေါ့နော်ဒီ Facebook ကနေပြီးတော့အပေါ်ငွေရအောင်ရှာနေတဲ့လုပ်နေတဲ့သူတွေပေါ့နော်ဗီဒီယိုတွေသချင်းနဲ့တင်တဲ့အခါမှာ copyright မညှိအောင်သတိထားပါမယ်copyright ကိုစစ်ဆေးရမယ်ပေါ့နော်အဓိကတော့အဲ့ဒီသချင်းတွေ copyright ညှိသွားလို့ရှိရင်ကိုယ့်ရဲ့ page ကိုယ့်ရဲ့ account ကဒီအနီရောင်ထိတာတို့အဝါရောင်ထိတာတို့နောက်ဆုံးပိတ်တဲ့အထိဖြစ်သွားနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ Facebook မှာပေါ့နော်စာတွေတင်တဲ့အခါစာနဲ့ပုံနဲ့တွဲတင်တဲ့အခါမှာပေါ့နော်ကိုတင်လိုက်တဲ့စာတွေကပေါ့နော်တခြားသူစီက copy ယူပြီးတော့တင်တာမျိုးတွေမလုပ်ရဘူးပေါ့နော်အဲ့လိုမျိုးကိုက direct copy လိုက်တယ်ပေါ့နော်တခြားသူတင်ထားတဲ့စာကိုကိုက direct copy ယူပြီးတင်လိုက်တယ်ဆိုလို့ရှိရင်ကိုရဲ့ page မှာပေါ့နော်ကိုရဲ့ account မှာအနီရောင်အဝါရောင်ထိတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့အကြောင်းမလို့ပေါ့နော်အခုလာပြီးတော့အဓိက sharing လုပ်ပေးချင်တာပေါ့နော်အခု Facebook ကနေပြီးတော့ပတ်စံရအောင်လုပ်နေတဲ့သူတွေသူများစီအားစာတွေ copy ယူပြီးတင်တဲ့အခါမှာလည်းအဲ့ဒီလိုကြီးတင်လို့မရဘူးပေါ့နော်သူများတင်လာတဲ့စာကို copy ယူပြီးတင်မှဆိုရင်လည်းပေါ့နော်ဒီလိုကြီးတိုက်ရိုက်ကြီးတင်လို့မရဘူးကိုကဒီပြောင်းပေးရမှာပေါ့နော်စလုံးလေးပြန်ပြီးတော့ပြင်ရေးတာဖြစ်ဖြစ် sticker လေးတွေထည့်ရမျိုးဖြစ်ဖြစ်အဲ့လိုမျိုးလေးလုပ်ပေးရပါမယ်တချင်းနေဆိုရင်လည်းပေါ့နော်copyright ညှိမှာဆိုတဲ့အတွက် copyright ကိုအဓိကစစ်ဆေးပါပြီးလို့ဆိုရင်ဒီတချင်းတင်တဲ့အခါမှာပေါ့နော်ကိုကနဲ့ပြန်ပြီးတော့ edit လုပ်ပေးရပါမယ်အားလုံးပဲအဆင်ပြေကြပါစေကိုသိချင်တာရှိတယ်ဆိုရင်လည်း Messenger မှာလာပြီးတော့မေးလို့ရပါတယ်တိတလကိုပြန်ပြီးတော့ share လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်